ဘောင်းအကိုကြီးရဲ့ရေတံကရုပ်ကြီးဆဲသွားသည်သူ့နောက်ကအဆောင်တွေအားလုံးလည်းလမ်းဖြတ်ပြီးအသက်ရှူမသွားကြသည်ဘလူးဘေးအခြေဆိုင်စခန်းကခန်းစစ်အင်အားတောင့်တင်းနေဆိုပေမဲ့လူရည်များလေးစားသုံးမှုကပိုကြီးလေပင်ရိတ်ခါကအမြဲတမ်းပြက်လက်နေခဲ့ပြီးသူတို့ရဲ့တနေ့တာစားရိတ်ခါဟာဂျုံမုတ်မဲတုံးစားလောက်ပဲရှိတာဖြစ်သည်မင်းဒီရိတ်ခါတွေအားလုံးကိုဘယ်ကရလာတာလဲဘယ်ကရလာတယ်လဲဆိုတာခင်ဗျားသိဖို့မလိုပါဘူးကျွန်တော်အဖြစ်တစ်ခုပဲလိုချင်တယ်ကျွန်တော်တို့ပူပေါင်းလားမပူပေါင်းဘူးလားဘောင်းအကိုကြီးရဲ့မျက်ဝန်းတွေကလှုပ်ခတ်သွားပြီးမင်းကဘယ်လိုပုံစံမျိုးပူပေါင်းဆောင်ရွက်ဖို့ကန့်လန့်နေတာလဲဟုမေးလိုက်သည်ရိုးရိုးလေးပဲကျွန်တော်လူတွေဒီထဲကိုပြောင်းလာမယ်ကျွန်တော်တို့ကရိတ်ခါတစ်စိတ်တစ်ပိုင်းထောက်ပံ့မယ်ခင်ဗျားတို့ကလုံခြုံရေးတာဝန်ယူပြီးတော့ဒီနေရာကိုအတူတူစီမံခန့်ခွဲကြမယ်ဘောင်းအကိုကြီးရဲ့မျက်နှာကပြတ်သွားသည်ညီလေးမင်းတောင်းဆိုတာလွန်လွန်လှချီလားငါကဒီစခန်းရဲ့ခေါင်းဆောင်ပဲဘယ်လိုလုပ်ပြီးဘယ်ကမှမသိတဲ့ကောင်လေးတစ်ယောက်နဲ့အာနာခွဲဝေရမှာလဲအဆင့်တန်းတူရီတူလားဒါကျွန်တော်ရဲ့တတ်မှတ်ချက်ပဲခင်ဗျားသဘောမတူရင်ကျွန်တော်တို့တိုက်ခိုက်ပြီးဝင်ရလိမ့်မယ်တိုက်ပြီးဝင်မယ်ဟုတ်လားဟာမင်းတို့လူနှစ်ဆက်ထဲနဲ့လားရှန်လင်သူ့ရဲ့အမိတ်ပေးတဲ့အဆုံးမှာတော့ရှန်လင်နဲ့သူမနောက်ကဓာတ်သွားဖွဲ့စုတစ်ဖွဲ့လုံးဟာညီညီညာညာရှိကိုတလန်တိုးလာကြသည်လူတက်ငွေတွေကလေတူးထဲမှာရုပ်ချီးပြည့်နေသွားတော့သည်ဓာတ်သွားအဖွဲ့စုဟာဘလူးဘေးစခန်းရဲ့အစွမ်းထက်ဆုံးအကာအကွယ်ဖြစ်သည်အဖွဲ့ဝင်တိုင်းကတိုက်ပွဲပေါင်းများစွာကိုဖျက်ဆီးလာခဲ့တဲ့အစွမ်းထက်လူသားတွေကြီးပင်ကျွန်တော်လူတွေအားလုံးချက်ချင်းတွေ့ပြတ်သွားကြတော့လေကျွန်တော်တယောက်ပဲတည်တည်ငြိမ်ငြိမ်ရှိနေခဲ့သည်ကျွန်တော်ကတစ်ချိန်ကကူညီပူးတဲ့အမျိုးသမီးဖြစ်သူရှန်လင်ကိုကြည့်လိုက်မိသည်သူမကလည်းကျွန်တော်ကိုပြန်ကြည့်နေပြီးသူမရဲ့မျက်ဝန်းတွေထဲမှာတော့စူးစမ်းခြင်းစိတ်နဲ့အံ့ဩတုန်လှုပ်မှုတွေအထိုင်းသားရှိနေသည်ပုံမှုရှန်မင်းကပဲကျွန်တော်တို့အထဲကိုမဝင်နိုင်ဘူးလို့ထင်နေတာလားရှန်လင်ကခိတ္တမြတိတ်ဆိတ်သွားပြီးမှစကားဆိုသည်မစ္စတာလင်းရှင်ကအရန်တန်ပါပါတယ်ဒါပေမဲ့လူဘေးမှာအဆောက်200ရှိတယ်အတင်းအဓမ္မဖောက်ဝင်ဖို့စူးစမ်းရင်ရှင်တို့အတွက်ကောင်းမွန်တဲ့အဆုံးသက်ရှိလာမှာမဟုတ်ဘူးသူမရဲ့စကားလုံးတွေကစေတနာနဲ့တတိပေးလိုက်ခြင်းသာဖြစ်သည်ဘောင်းအကိုကြီးကတော့အောင်းနိုင်သူတယောက်လိုလှောင်ပြုံးလိုက်ပြီးကြားတယ်မလားကန်ကိုလာပြီးအလောင်းစားမလုံးနဲ့မင်းရဲ့ရိတ်ခါတွေအားလုံးကိုလွှဲအပ်လိုက်တာဆိုရင်မင်းနဲ့မင်းရဲ့မိဘတွေကိုဒီမှာတာမန်ရက်သားတွေအနေနဲ့နေထိုင်ခွင့်ပေးဖို့ငါစဉ်းစားပေးနိုင်တယ်မင်းရဲ့လူတွေကိုတော့လာရလန်းအတိုင်းပြန်လွတ်လိုက်တော့ဒါကသူ့ရဲ့အဖြစ်ပေါ့ကျွန်တော်ရဲ့ရိတ်ခါအားလုံးကိုတိမ့်ပိုက်ပြီးကျွန်တော်လူတွေကိုမောင်းထုတ်နေတဲ့တကယ်ကိုလေလာကြည်လားကျွန်တော်ပြုံးလိုက်မိသည်ကျွန်တော်တို့ဆက်ပြောစရာစကားမရှိတော့ပုံရသည်ကျွန်တော်ညာဘက်လက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်ပြီးသူတို့ရဲ့နောက်ွယ်ကဝင်းတွင်းမှာအမြင့်ဆုံးဖြစ်တဲ့တိုက်ခန်းအဆောက်အုံကြီးစီကိုညွှန်ပြလိုက်သည်သူတို့ကိုကြည့်ပြီးအေးလူလူနဲ့ပြပြတတပဲပြောလိုက်သည်ကျွန်တော်ခင်ဗျားတို့ကိုနောက်ဆုံးအခွင့်အရေးတစ်ချိန်ပေးမယ်ကျွန်တော်ကိုအထဲပေးဝင်မလားဒါမှမဟုတ်ရင်အဲ့ဒီအဆောက်အုံကြီးကိုကျွန်တော်ဖျောက်ဖျက်ပြရမလားကျွန်တော်စကားကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးခြောက်ခြားခွဲရတိတ်ဆိတ်သွားပြီးနောက်နားကွဲမတက်ရေမောတန်တွေပောက်ကွဲထွက်လာတော့သည်ဘောင်းအကိုကြီးဆိုရင်မျက်ရည်တွေတောင်ထွက်လာတဲ့အထိရေမောနေတော့သည်ရှန်လင်းမင်းကြားလိုက်လားဒါငါတသက်မှာကြားဘူးသမျှအရင်ဆုံးရစရာအကောင်းဆုံးဟာတာပဲဒါပေမဲ့ရှန်လင်ကတော့ရေမမောခဲ့ပါဘူးသူမကကျွန်တော်ကိုဆူဆူဆိုင်ဆိုင်ကြည့်နေပြီးသူမရဲ့မျက်ဝန်းတွေကအလွန်တရာတိတက်လေးနဲ့နေသည်ကျွန်တော်အရှုံးဖောက်နေတာမဟုတ်ဘူးဆိုတာကိုသူမအလိုလိုသိနေခဲ့သည်ကျွန်တော်ကတော့မျက်နှာထက်ကအပြုံးကိုမဖြတ်ပဲတကယ်ပဲကနန်းတွေကိုစတင်ရေးတွက်လိုက်သည်သုံးဘောင်းအကိုကြီးရဲ့မျက်နှာထက်ကအပြုံးတွေခဲတောင်သွားသည်နှစ်လူတိုင်းရဲ့ရေတံတွေစိတ်သုံးသွားသည်သူတို့ဟာတယောက်ကိုတယောက်ဝေခွဲမရစွာလှည့်ကြည့်မိကြပြီးတခုခုတော့မှားနေပြီဆိုတာကိုစတင်ခံစားလာရသည်အဲ့ဒီအထက်3ဆယ်မြင့်တဲ့တာဝါတိုင်ကြီးဟာဘလူးဘေးဝင်းကြီးရဲ့အမှတ်သားအဆောက်အုံဖြစ်ပြီးအဆောက်အများစုရဲ့မိသားစုတွေနေထိုင်ရနေရလဲဖြစ်သည်ကျွန်တော်လို့လေရေတွက်လိုက်ရောဘောင်းအကိုကြီးကအထိတ်တလန့်နဲ့အတန်ကုန်ဟိန်းဟောက်လိုက်တော့သည်အလကားတောက်ကြွားတွေသူ့ကိုဖမ်းဆီးပစ်ကြဆန်းဒါပေမဲ့အားလုံးကနောက်ကျသွားခဲ့ပြီကျွန်တော်ရေတွက်ခြင်းပြီးဆုံးသွားတဲ့ထိုစက္ကန့်ပိုင်းမှာလေကျွန်တော်ရဲ့စွမ်းအားတွေကိုအပြည့်အဝထုတ်လုပ်လိုက်ပါတော့သည်